ကိုချယ်ရီနဲ့တူအထဲထဲမှာသွားကြည့်အောင်နော်ပြီးွားရင်ကျွန်တော်တို့ဒီ3တက်မှာရှိတဲ့ lighting တွေပေါ့နော်အဲ့လိုရာတွေအားလုံးသုံးဖို့တော့မင်္ဂလာပါညီမခုရောက်နေရတော့တီရာရွှေဆိုင်ပဲဖြစ်ပါတယ် Grandi Electronic ကနေတာဝန်ယူတက်ဆင်ပေးမယ် SRN brand နဲ့ကဘယ် product လေးဆိုတာကို Cherry နဲ့တူအထဲထဲမှာသွားကြည့်အောင်နော်ကဲသွားကြည့်အောင်မင်္ဂလာပါကို Grandi Electronic ကနေပြီးတော့ SRN brand ရဲ့ဘယ် product လေးကိုတာဝန်ယူတက်ဆင်ပေးနေလဲကျွန်တော်ဒီနေ့မှာဆိုရင်တော့ကျွန်တော်တီရာရွှေဆိုင်မှာပေါ့နော် SRN ရဲ့ 12K 3 phase inverter နဲ့ကျွန်တော် battery မှာဆိုလို့ရှိရင်တော့ကျွန်တော် 51.2 314ကိုကျွန်တော်ဖယ်လေပေါ့နော်နှလုံးချိတ်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော် Grandi ကတာဝန်ယူပြီးတော့တက်ဆင်ပေးနေတာဖြစ်တယ်ဒီတီရာရွှေဆိုင်မှာတော့ဒီပေါ့နော်ဒီအတွဲလေးနဲ့သုံးမဲ့ပစ္စည်းတွေရတော့ကျွန်တော်ဒီ air ညဘက်မှာပေါ့နော် air con တစ်ကောင်ဝယ်တစ်လုံးသုံးမယ်ပြီးွားရင်ကျွန်တော်ဒီ3တက်မှာရှိတဲ့ lighting တွေပေါ့နော်အဲ့လိုရာတွေအားလုံးသုံးဖို့တော့ကျွန်တော် Grandi Electronic ကနေပြီးတော့တာဝန်ပြီးတက်ဆင်ပေးတာဖြစ်ပါတယ်12 kW 3 phase inverter နဲ့314 AA battery နှလုံးကို parallel ချိတ်ဆက်တက်ဆင်ပေးနေရပဲဖြစ်ပါတယ်။တာဝန်ယူတက်ဆင်ပေးနေရတော့ Grandi Electronic ပဲဖြစ်ပါတယ်။ဒီဆိုင်မှာလုံသုံးတွေကိုဘယ်လိုအသုံးပြုနေလဲဆိုတာကို Cherry နဲ့တူဆိုင်ထဲမှာလိုက်ကြည့်လိုက်ရအောင်နော်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းထပ်တွေ့ကြမယ်နော်။တတား